လေးကဒီနေ့ဆေးသွင်းရမယ်ဆိုပြီးဆေးကပြောလို့ဆေးသွင်းတယ်ဆေးချိတ်တယ်ပေါ့နော်။ဂျားထဲမှာအဲ့မတိုင်ခင်မှာကလေးကတော်တော်လေးအခြေအနေဆိုးသွားတယ်။မနေ့ကဆေးကတစ်ခါသွားတယ်အဆင်ပြေလို့ဒီနေ့ထပ်သွားတယ်ဒီနေ့မှဆေးချိတ်ပါတယ်။ဆေးချိတ်တယ်ဆေးချိတ်ပြီးတော့ကလေးကကြောက်ခွေသွားတယ်။အားမရှိတယ်လို့ဖြစ်ပြီးကြောက်ခွေပြီးအေးဆက်သွားတယ်ဆေးချိတ်ပြီးတဲ့အခါအိမ်ပြန်ရောက်တဲ့အခါကျတော့ကလေးအဲ့လိုကြောက်ခွေနေပြီးတော့ရှူတွေအများကြီးပေါက်ကြခဏပေါက်တယ်ပြီးတော့ပျော့ခွေနေအဲ့နဲ့စီးကန်းကိုကျမကဖုန်းပြန်ဆက်တယ်ပေါ့နော်ဖုန်းပြန်ဆက်တယ်ကျမပြန်လာတာများကလေးကဒီလိုပဲဖြစ်နေတယ်လို့သူကပြောသူကဘာပြောလဲဆိုတော့လာစရာမလိုဘူးတဲ့နွေးထွေးထားလို့ပြောကျမလည်းမနေ့ကတော့စိတ်ချိတ်တာအဆင်ပြေဒီနေ့တော့ဘယ်လိုဖြစ်တာလဲအဆင်မပြေဖြစ်နေတော့ကျမလည်းပြန်လာနွေးထွေးထားတယ်ဒီတစ်စိုက်တော့ထားတာပေါ့နော်ကလေးကအခုတော့ဘယ်လိုလဲမသိစောင့်ကြည့်ရမှာပေါ့ကျမလည်းလှုပ်ရင်းကင်ရင်းလှုပ်ပြီးရင်ကင်ပြီးနေတော့ကလေးကအဆင်မပြေဘူးဖြစ်နေတာပါရှင်